အားလုံးပဲမြင်လာပါဒီနေ့မှာတော့ကျွန်မကိုယ်တိုင်တွေးမိပြီးရေးပြတဲ့စာလေးကိုဖတ်ပြမှာပါကို့အနာမှာရှိမဲ့သူကကောင်းခြင်းတွေခံရပါစေဆိုးခြင်းတွေခံရပါစေရှိကိုရှိပြီးတော့ကို့အနာမှာမရှိရမဲ့သူကတော့အချိန်တန်လို့ရှိရင်ရှင်ရက်ဖြစ်ဖြစ်တရက်ဖြစ်ဖြစ်ဝေးကွာခွဲခွာကြရတာပဲအဲ့တော့လူတွေကိုကောင်းတဲ့အရာတွေပဲပေးကိုယ့်ရဲ့စိတ်ကလေးမယုံညံ့အောင်နေထိုင်ပေါ့နော်အဲ့လိုမျိုးကျွန်မစဉ်းစားမိရဲ့လူတွေဟာရေစက်ရှိလို့တွေးကြတယ်စုံကြတယ်ဝစ်ကြွေရှိလို့တွေးကြတယ်စုံကြတယ်ပြီးရင်အချိန်တန်ရင်ကွဲကွာဝေခွာကြရတယ်အဲ့ဒီရေစက်ရှိလို့ဝစ်ကြွေရှိလို့စုံတာကောင်းခြင်းအတွက်လည်းစုံတာဖြစ်တယ်လို့ဆိုးခြင်းအတွက်လည်းစုံတာဖြစ်နိုင်တယ်လူတွေကကောင်းတာတွေကိုခံစားဆန်စားပြီးဒါကကောင်းခြင်းကြောင့်စုံတယ်ပြီးလို့ရှိရင်ဒီကောင်းခြင်းတွေရဲ့ကံတရားတွေကုန်သွားရင်လည်းဝေးကွာခွဲခွာသွားရမယ်ပြီးရင်လူရန်စုံတယ်ဒါဆိုးခြင်းတွေနဲ့စုံတယ်ဆိုရင်လည်းအဆိုးတွေကိုခံလာပြီးတော့လို့ရှိရင်ရေစက်ကုံဝစ်ချွေကုံသွားရဲဆိုလို့ရှိရင်လည်းဝေးကွာခွဲခွာသွားရမယ်เนาะအဲကြောင့်မို့ဘလို့ပဲစုံလူတွေနဲ့ဘလို့ပဲခွဲခွာအရန်ကြီးမခံစားနဲ့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်အချိန်တန်တော့လေလူတွေကခွဲခွာသွားရမယ်ဆိုပြီးတော့အဲ့လိုမျိုးတွေးနိုင်အောင်လုပ်ပေါ့နော်အဲ့ဒါမှလည်းကိုယ်စိတ်ကအဆင်ပြေပါဘူးဘလောက်ပဲကိုကကောင်းတာတွေကောင်းတာတွေပဲအဲ့လိုမျိုးနေထိုင်နေပါစေကိုယ့်ရဲ့ပတ်ဝန်းကျင်ကစိတ်ပုတ်တဲ့လူအဲ့လိုယုံညံ့တဲ့လူကလိန်ကြလူမြင်တဲ့ခါကျရင်တော့တစ်ခါတော့ဘာမှမဖြစ်အချိန်ကြီးများလာရင်ကိုယ်စိတ်လေးကလည်းသူတို့မြင်ရတွေ့ရတာအဆင်မပြေဘဲနဲ့ကိုယ့်ရဲ့စိတ်ကလေးလည်းညစ်ပတ်တာမျိုးကြီးဖြစ်သွားမိရပေါ့နော်သွားဒီလိုလုပ်လို့သူငါဘယ်လိုလေးလုပ်လိုက်ရမယ်အဲ့လိုပုံစံမျိုးကြီးဖြစ်သွားရပါတော့အဲ့မျိုးဖြစ်သွားတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့စိတ်လေးကိုအကောင်းဘက်ကိုပြန်ပြီးတော့တွေးပေါ့နော်ဒါပေမဲ့ဖြစ်တာတော့ဖြစ်မယ်ကွာဖြစ်လဲတစ်ချက်ပဲဒါပေမဲ့တတိကပ်ပြီးပြန်နေလိုက်တဲ့ခါကျရင်ကွာ3ခါလုံးဒီလူကိုမုံပြီးတော့အဲ့လိုကိုယ့်ရဲ့စိတ်လေးမညစ်ပတ်နေဘူးပေါ့နော်ကိုယ်ကတတိကပ်ပြီးနေတဲ့ခါကျတော့3ခါလုံးတော့ဖြစ်သွားတယ်ဒါပေမဲ့3ခါလုံးမတုံ့ပြန်ပြီးတော့ပဲနဲ့ပေါ့နော်တတိကပ်လိုက်တဲ့အတွက်တစ်ခါပဲတုံ့ပြန်ပြီးရမယ်အဲ့တော့အဲ့နောက်မတုံ့ပြန်ပြီးတဲ့2ခါအတွက်ကိုယ့်အတွက်ကောင်းကျိုးရတယ်ပေါ့နော်အဲကြောင့်မလို့တတိကပ်ပြီးတော့နေနိုင်ကြပါစေစိတ်ကိုတန့်စင်စေမယ်ရက်ဝင်နေမှာပဲနေထိုင်ဖြစ်ကြပါစေအဆုံးထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲ good night ပါ